ဒီနေရာကတော့ food exchange လို့ခေါ်တဲ့ food court မှာပေါ့နော်ဒီမှာကျွန်တော်တို့မလေးရှားရိုးရာအစားအစာတွေကနေစပြီးတော့မှအနောက်တိုင်းရိုးရာအစားအစာတွေအရှေ့လေပိုင်းဒေတာကိုရီးယားဂျပန်အစရှိအစားအသောက်တွေအစုံရတဲ့နေရာပေါ့နော်ဆိုတော့ဒီမှာလာပြီးတော့မာစားတဲ့သူတွေအတွက်ထိုင်လို့ရတဲ့နေရာတွေလည်းတသက်ရလေးထားပြီးတာတွေ့ရတယ်အစားအသောက်တွေကဆိုလို့ရှိရင်လည်းဒီ shopping mall မှာလာဝယ်တဲ့ဈေးဝယ်တဲ့သူတွေလည်းပြင်ပန်းလို့ရှိရင်ဈေးတက်တာနဲ့အနားယူရင်းနဲ့စားလို့ရအောင်လို့ဈေးတွေအရင်မကြီးဘူးပေါ့နော်စားတော့မှာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီခလုတ်လေးကိုကင်ပြီးတော့စောင့်နေလို့ပေါ့နော်ဒါမီလာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အစားအသောက်ကယူဖို့အတွက်အဆင်သင့်ဖြစ်နေပြီပေါ့နော်မီလာပြီဆိုတော့ကျွန်တော်သွားယူလိုက်အောင်မယ်ကျွန်တော်ဘွဲ့မှာထားတဲ့အစားအသောက်တွေရပါပြီအစားအသောက်ကိုအလှမစားဘဲနဲ့အဝစားတဲ့အဖွဲတွေဆိုတဲ့အခါကျတော့ extra နဲ့ဟိုမှာမာတာပေါ့နော်ဒါကတော့ကျွန်တော်တို့ mushroom နဲ့ spaghetti ပေါ့နော်သိပ်ပြီးတော့မခေါ်တတ်ဘူး carbonara နဲ့ဖြစ်ပါတယ်ဆိုတော့ဒါကတော့ cheese pizza နာမည်ကတော့မိသွားပြီနာမည်အတိအကျတော့လေနိုင်ငံခြားအစားအစာဆိုတော့သိပ်မရအောင်ဒီမှာကျွန်တော်တကယ်ချင်းစားတာကတော့ spaghetti bolognese ဒါအဝစားကြမှာဖြစ်ပါတယ်အားလုံးစားကြပါအောင်ကျွန်တော်လည်းမျိုးအချိုချိုင်းတဲ့သူအသက်ကတော့ဒီ spaghetti ကတော့တော်တော်လေးအဆင်ပြေပေါ့နော်ဟိုတကတော့လာတော့tomato sauce နဲ့စားလိုက်ပြီးဒီကောက်ကကျတော့ carbonara ဆိုရဲကျွန်တော်တို့အနည်းအမျိုးအစားနဲ့စားတာပေါ့လေတော်လေးကောင်းပါတယ်